ရှေ့ကနေယောက်ကလေပတ်စံရှင်ပြီးဘာလို့ပစ္စည်းယူမတော့ရလဲမိကြံခဲပုံလည်းမပေါ်ဘူးဩဒါလားမဟုတ်ရှေ့ကစတမာနှစ်ယောက်ကတော့သူတို့ပစ္စည်းမိကြံခဲ့တာမဟုတ်ပါဘူးကိုယ်တိုင်တည်သွားစရာမလိုတာပါခင်ဗျာဟမ်ဘလို့ကိုယ်တိုင်တည်စရာမလိုဘူးဟုတ်ကဲ့ပါဗျာဟုတ်ဒါလည်းဒီလိုရှိရင်ကျွန်တော်ရှင်းပြပေးမယ်နော်ကျွန်တော်ဆိုင်မှာ delivery promotion လေးအစီအစဉ်တစ်ခုရှိရမှာနော်အဲ့ဒါကတော့9000မှုနဲ့အထက်ဝယ်ယူတဲ့ customer တွေကို3 km အတွင်းတနင်္လာရက်ရောက်ပို့ဆောင်ပေးနေတာဆိုတော့ကျွန်တော်ပတ်စံမှာအေးရောက်ဝန်ဆောင်မှုပေးရတဲ့အိမ်မရကိုယ်တင်တော့ဆက်မလို့ရပါဘူး။အော်အဲ့လိုလားဒါဆိုရင်အမအိမ်ကလည်းဟိုဘက်တလန်းကြော်မှာပဲဆိုတော့ delivery fee နဲ့ပဲပို့ပေးလိုက်တော့နော်။ဟုတ်ကဲ့ပါဟုတ်ပို့ပေးလိုက်ပါမယ်။